အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ video editing လေ့လာတာဒုတိယနေ့ပေါ့နော်ကျွန်တော်နဲ့အတူဘာတွေလေ့လာရမလဲဆိုတာကြည့်ကြည့်ရအောင် day 2မှာဘာလေ့လာရမလဲဆိုတော့ transition ထည့်နည်းပေါ့နော် transition အမျိုးအစားအများကြီးရှိပါတယ်အဲ့ထဲကဒီနေ့3မျိုးစမ်းကြည့်ရမှာပေါ့နော်ကဲစလိုက်ကြရအောင်ကြပထမအဆုံး transition ခလုတ်ဒီအဖြူရောင်ဒီခလုတ်ကိုနှိပ်ရမှာပေါ့နော်နှိပ်ပြီးရတဲ့ဒီထက်မှ transition တွေအများကြီးပေါ်လာတယ်အဲ့ထဲမှာကျွန်တော်တို့ပါစမ်းမလဲဆိုတော့ overlay ထဲက overlay ထဲကmix ဆိုတဲ့ဟာစမ်းကြည့်မယ်ဗျဒီမှာတွေ့ပြီးတော့ဒီ mix ကိုနှိပ်လိုက်မယ်နှိပ်ပြီးတာနဲ့ကျွန်တော်တို့ apply to all ဆိုတဲ့ဟာနှိပ်ရမှာဗျ apply to all ဆိုရင်ဒီ video clip ထဲမှာအကုန်လုံးဒီကြားထဲက video တစ်ခုနဲ့တစ်ခုကြားထဲကအကုန်လုံးဒီ mix ဆိုတဲ့ဟာအဲ့လိုမျိုးပေါ်လာပါဘောနော်ကျွန်တော်တို့ video ကြည့်ကြအောင်ဗျဘယ်လိုပေါ်လာမလဲဆိုတာဟိုကြားထဲမှာတို့ဟိုမျိုး mix ရောရလို့ဖြစ်သွားတဲ့ပုံစံပေါ့နော်ဒါနောက်တစ်ခုကျွန်တော်တို့ဒီ mix မဟုတ်ဘဲနဲ့တခြားဟာပြန်စမ်းကြည့်အောင်ဗျဒီ transition တရားပဲနှိပ်ရမှာနှိပ်ပြီးရတဲ့ကျွန်တော်တို့ movement ထဲ pull in or push ကိုစမ်းကြည့်အောင်ဗျ pull in ဒီဟာပေါ့နော်ကျွန်တော်တို့ဒီဟာကိုစမ်းကြည့်မယ် apply to all ဒါပြန်နှိပ်ပြန်နေကျွန်တော်အမှန်ချင်းနှိပ်မှာပေါ့နော်အမှန်ချင်းနှိပ်မှပြန်ကြည့်ကြည့်အောင်ဘယ်လိုထွက်လာမလဲလို့ဆောနာပုံစံနဲ့မတူတော့เนาะကြားထဲမှာဗီဒီယိုချက်တစ်ခုခါကြားမှာတစ်မျိုးပုံစံတစ်မျိုးပြောင်းသွားပါတော့နောက်တစ်မျိုးကျွန်တော်တို့စမ်းကြည့်အောင်ဗျဆောနာနေရာပဲနှိပ်ပြီးရတဲ့နောက်တစ်မျိုးကျွန်တော်တို့ဒီ cloud white ဆိုရစမ်းကြည့်အောင်ဗျSpring Cloud White တဲ့ကျွန်တော်တို့စမ်းကြည့်အောင်နော်ဒီ apply to all ကဲပြီးတော့စဖွင့်ကြည့်အောင်ကြတို့ပုံစံမတူတော့နော်ဟိုလိုမျိုးလဲသွားတယ်သူကဒီမှာနိုင်လက်တန်လိုမျိုးလဲသွားတာပြီးတော့ကျွန်တော်တို့ day 2အနေနဲ့ဒီဟာရပြီဆိုတော့နောက်တစ်ဆင့်ပြန်ဆန်းရအောင်ပါဗျနောက်တစ်ဆင့်ကျတော့sound effect လို့ပြောတာ sound effect ထည့်နီးရတော့ sound effect ထည့်နီးရ audio သွားပြီးမှ sound f8 ဆိုတဲ့ဟာရှိရဗျအဲ့ဒါနှိပ်ရမှာနှိပ်ပြီးရတဲ့သူကဒီမှာအတန်တွေပါထည့်လို့ရတာပေါ့နော်သူကဟိုကထည့်ခိုင်းတာဗျ WH OOSH ဆိုတဲ့ဟာအဲ့ဒီအတန်ကျွန်တော်ထည့်ကြည့်အောင်ဗျဒီမှာအတန်အများကြီးပဲเนาะကြိုက်တဲ့အတန်ထည့်လို့ရတယ်WOSH transition ဒီမှာတွေ့ပြီးတော့ဒီသူရှာခိုင်းတဲ့ word ဆိုတဲ့ဟာအဲ့ဒါကျွန်တော်တို့အပေါင်းနှိပ်လိုက်မယ်ဗျပေါင်းနှိပ်လိုက်ဆိုကျွန်တော်တို့နားထောင်ကြည့်အောင်ဘယ်လိုထွက်လာမလဲလို့အတန်
ဟောအတန်အဲ့လိုမျိုးထွက်လာတာပေါ့နော်သူဒီကြားဗီဒီယိုတစ်ပုတ်နဲ့တစ်ပုတ်ကြားထဲမှာအတန်ထွက်လာနော်ပြန်နှားထောင်ကြအောင်နောက်တစ်ချက်ဟုတ်ပြီဗျတေတူးတွက်ကတော့ဒီနေ့တရားပါပဲဗျပြီးတော့ပြီနော်နောက်မနေ့ဖြန်ကျမှပဲကျွန်တော်တို့ day 3ပြန်စမယ်ပေါ့နော် day 3ပြန်လေ့လာမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်